ကျွန်တော်တို့ဒီ PowerPoint မှာချင်းလေးတွေကို animation လေးတွေနဲ့ဖန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ background ရောင်လေးကို design ထဲမှာရှိတဲ့ neck လေးကိုရွေးထားပါတယ်ပြီးရင်ကျွန်တော် insert ထဲမှာရှိတဲ့ text box လေးကိုကျွန်တော်ယူပြီးတော့ A လေးကိုယူတော့ transfer ပြီးတော့ form user လေးကို W outside လေးကိုကျွန်တော်55လောက်ထားလိုက်မယ်ဒီစာပြီးတချင်းလေးဖြစ်တယ်ကိုရွေးဆိုတဲ့စာလေးကြည့်ပါမယ်မနေ့ဖန်ချရင်ပါတော့ကြာရင်အားလုံးမယ်ဒီအလဲလေးပူမယ် control E လေးနဲ့အလဲပူတော့ကျွန်တော်နောက်တစ်ခုထပ်ပွားရမယ် control နဲ့ပွားမှာဖြစ်ပါတယ်ပွားပြီးရင်ကိုစိတ်ကူးနဲ့စဉ်ဒီလိုဖြစ်သွားရင်ကျွန်တော် control Z လေးနဲ့နောက်ကြောင်းပြန်ပြီးလို့ရပါတယ်ကိုစိတ်ကိုနဲ့စီစင်ဆွဲပြီးရင်ကျွန်တော် control လေးနဲ့ထပ်ပွားမယ်ဒီဒါရီရတဲ့ခါမှာလည်းကျွန်တော်အောက်ကလှပုံဖြစ်သွားရင် control Z လေးနေပြရမှာပဲပြီးရင်ဒါလိုထပ်ပြင်လည်း control Z တစ်ချက်နေပြီမယ်ဒီမနက်ဖန်တကယ်ရောက်ဖို့ဒီချောက်ကိုအဲ့လိုဖြစ်သွား control Z လေးပဲရှေ့စလုံးလေးပြောင်းသွားတယ်ကျွန်တော်control Z နေပြရမှာဖြစ်ပါတယ်ခုချင်းလေးရေးပြီးသွားပြီဒါလေးကိုကျွန်တော်တို့ animation ထည့်မယ်ဆိုရင်ဒီကောက်ကိုကျွန်တော်အားလုံးလို့ transfer select ပြီးတော့ animation နဲ့မရှိတဲ့ white ကိုသုံးမယ် direction ကိုတော့ကျွန်တော် from left ကိုယူလိုက်မယ်ပြီး animation pane ကောက်လေးဖွင့်ချရမယ်ပြီးရင်အားလုံးကိုကျွန်တော် right click နေပြီးတော့ start with preview လေးနေပြရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တချင်းလေးကိုထည့်မှာဖြစ်ပါတယ် insert ထဲမှာရှိတယ်ကျွန်တော်တို့ audio မှာတော့နေပြီးတော့ audio မှာ PC မှာတော့နေပြီးတော့ကျွန်တော်ခုန music မှာထည့်ရတဲ့ sound piece တချင်းလေးကိုကျွန်တော်ယူပြီးတော့ဆက်လုပ်လိုက်ပြီးရင်ကျွန်တော်ပေါက်လေးကိုကျွန်တော်ဒီနာရွှေ့ပေးထားဒီပေါက်လေးကိုလည်းဒီတချင်းပေါက်လေးကိုလည်းကျွန်တော်တို့တချင်းအစားဆုံးဆိုတော့အရှိကြီးဒါကြောင့်မလို့ကျွန်တော်တို့ကအစားဆုံးမလုပ်ဘဲနဲ့ကိုလိုတလောက်လေးယူမှာဖြစ်ပါတယ်ဒီတချင်းတော့ဆိုတော့ကျွန်တော်တို့တွေ play button မှာရှိ trim audio စာလေးနေပြီမယ်အဲ့မှာ play ကြည့်လိုက်မယ်အဘယ်ရာ push လုပ်မယ်ပြီးရင်ဒီဘက်ညာဘက်ချမ်းမှာရှိတဲ့အနီလိုင်းလေးကိုကျွန်တော်ခုနကတက်တမစနစ်တက်တမ6လောက်ထိကျွန်တော်ရွှေ့ပေးလိုက်မယ်နော်စနစ်6ပုံပြီးရင် okay လေးနေလည်းမှာဖြစ်ပါတယ်ဒါဆိုတချင်းလေးလူရအပိုင်းလေးလည်းကျွန်တော်ဖြတ်ပြီးသွားဖြစ်တယ်ပြီးတချင်းလေးကျွန်တော်တို့အောက်မှာနေလို့မရအောင်တချင်းလေးကိုအပေါ်ဆုံးဆွဲတင်ပြီးမှာဖြစ်ပါတယ်တချင်းလေးကို right click နေပြီးတော့ start with preview လေးကျွန်တော်လုပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တချင်းလေးတွေကိုအချိန်လေးတွေတတ်မှတ်မှာဖြစ်တယ်ဒါ play လေးမှာနေပြီးတော့ကျွန်တော်တို့တွေအောက်ကဘားရန်လေးမှာကျွန်တော်ကြည့်ပြီးတော့အချိန်လေးတွေကိုတတ်မှတ်ပေးရတာဖြစ်ပါတယ်အဲ့လိုတတ်မှတ်ပြီးတော့ကျွန်တော်ကတော့တတ်မှတ်ပြီးတာကိုဟိုဘာလုပ်မလဲဆိုတော့3ကြော်လေးမှာသူကဆုံးသွားတဲ့အတွက်ကျွန်တော်ဒီပထမဆုံးချင်းလေးနေရာကိုကျွန်တော် select ပေးပြီးတော့ကျွန်တော်တတ်မှတ်ထားတာအခုချိန်လေးတွေတတ်မှတ်ပြီးသားပြီနော်3.6လောက်ထိကျွန်တော်ပြေးပြီးမှာဖြစ်တယ်ဟုတ်ပြီဒုတိယချင်းလေးကြတော့ဒုတိယစာကြမ်းလေးကြကျွန်တော်ဘယ်လောက်အစားမလဲဆိုရင်3.1လောက်နေစပြီးတော့စတာတော့ဒီအစီအချမ်းလေးကစတာဖြစ်တယ်3.1လောက်ထားပြီးတော့အော်နောက်ဖက်ချမ်းလေးကို9လောက်ထားပြီးမှဖြစ်ပါတယ်ပြီးရင်တတိယ line လေးကိုလည်းကျွန်တော်လိုပဲဆွဲဆန့်ပြီးမယ်သူကစတဲ့နေရာဘယ်နှစလဲဆိုရင်68ကစမှာဖြစ်ပါတယ်68ကနေစပြီးတော့ဒီအဆုံးလေးကတော့ကျွန်တော်တို့
9တက်မှာ9လောက်မှာကျွန်တော်ဆုံးပြပါတယ်ဒီနောက်ဆုံးသင်းလေးကတော့ကျွန်တော်ဆွဲဆန့်ပေးရမှာဖြစ်ပါတယ်သူတော့ကျွန်တော်ခွန်တက်မှာ6ကနေစမှာဖြစ်ပါတယ်ခွန်တက်မှာ6လာနေစမယ်ပြီးရင်အဆုံးလေးတော့ကျွန်တော်စနစ်တက်မှာ3ဒါပြီးကျွန်တော်တို့ပို့စိုးသချင်း file လေးနေရာထားတော့ play ကြည့်လိုက်မယ်ဆိုရင်ပြန် play ကြည့်မယ်ဒါဒီတချင်းလေးကိုကျွန်တော်တို့တွေတစ်ထပ်တစ်ပြတ်ကြားကြတယ်ဆိုတော့ကျွန်တော်တချင်းလေးအားလုံးကို select ပေးမယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ format ထဲမှာရှိတဲ့ align နဲ့က center ရဲ့ middle ကိုကျွန်တော်ရွေးလိုက်တယ်ပြီးရင်ဒီကျွန်တော်တို့ဒီ animation လေးကိုတော့ကျွန်တော်တို့ right click နေပြီးတော့ animation မှာ right click နဲ့ effect option နဲ့တွားပြီးတော့ကျွန်တော်တို့တွေ after animation နဲ့မှာ don't dance ဆိုတဲ့နေရာမှာကျွန်တော်တို့တွေ hide after animation လေးကိုနေပြီးတော့ okay နေပြီးမယ်ဆိုရင်ကျွန်တော်တို့သချင်းလေးကိုပြန် play ကြည့်မယ်ဆိုရင်သချင်းတစ်ပေါင်းပေါ်ပြီးရင်ဒီလိုလေးနဲ့ကျွန်တော်တို့တွေသချင်းလေးဖန်တီးလို့ရပါတယ်ဒီသချင်းလေးကိုကျွန်တော်တို့တွေဒါကတော့ဒါလေးကတော့ရိုးရိုးလောက်ထားတဲ့ file ဖြစ် slide show file လေးဖြစ်တဲ့ဥစ္စာကို video file လေးနဲ့ကျွန်တော်သုံးမယ်ဆိုလို့ရှိရင် file ထဲမှာရှိတဲ့ save app ထဲသွားမယ်ပြီးရင်ဒီ PC တို့ mobile computer ထဲမှာကျွန်တော်တို့ဝင်ပြီးတော့သိမ်းမဲ့နေရာလေး music ဆို music နဲ့သွားပေါ့သွားပြီးလို့ရှိရင် save as type ဆိုတဲ့နေရာမှာကျွန်တော်တို့တွေရွေးပြီးရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ window media video ဆိုတာရွေးပြီးမှဒီ file လေးနာမည်ကဘာဖြစ်မလဲဆိုလို့ရှိရင်ဒီ file name လေးကိုပေးချင်တဲ့နာမည်လေးပြီးပါနော် file name လေးဒါလေးမှာဒါဒီ file လေးက video file လေးဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော် video file လေးလုတ်နေတဲ့ချိန်မှာအချိန်လေးနည်းနည်းကြာပါတယ်အားလေးကိုအောက်ကဘားလေးမှာစောင့်လို့ပြီးသွားတဲ့အထိကျွန်တော်စောင့်ပေးရတာဖြစ်ပါတယ်ဒီနည်းနဲ့ကျွန်တော်တို့သချင်းလေးတွေကို PowerPoint မှာသချင်းလေးတွေဖန်တီးလို့ရပါတယ်ပြီးတော့ video file လေး output ထုတ်လို့ရတယ်ဆိုတာကိုကျွန်တော်ဒီသင်ခန်းစာလေးမှာသိဝင်ပေးတာဖြစ်ပါတယ်